ကဲအဲ့တော့ညီကိုတွေဘယ်လိုမြင်နေရှိကြလဲကိုရီအသင်းရဲ့လက်ရှိ transfer နဲ့ပတ်သက်ပြီးတော့ Ineos တို့ရဲ့လုပ်ပုံတွေကတကယ်ကိုပဲဘယ်လိုပြောမလဲကိုရီအသင်းအတွက်ကိုချန်ပီယံလိဝင်ခွင့်ရရင်ကျင်းနေပြီဆိုတဲ့ပုံစံမျိုးနဲ့ပဲရက်တက်နေတဲ့ပုံစံမျိုးပါဒီ transfer ကာလမှာစပါသင်းကိုကြည့်အဆင့်ဆက်ခွင်ဒီတမ်းမစင်းရအောင်မနေရုံးကန်ခဲ့ရတယ်ဒီစားပြီးသူတို့အသင်းခန့်အပ်ခဲ့တဲ့နီးပြအသစ်သူတို့ရဲ့သဘောတူညီမှုမှာနီးပြဒီစားပြီးအတွက်ကတမ်းမစင်းရအောင်စူးစမ်းပြီးနိုင်ခဲ့မယ်ဆိုရင်တော့ဖြစ်သူလိုချင်တဲ့ကစားသမားတွေကိုခေါ်ယူပေးရမယ်ဆိုတဲ့သဘောတူညီမှုပါဝင်ခဲ့တယ်ဒီစားပြီးအနေနဲ့ကဒီစပါအသင်းနဲ့သဘောတူညီမှုမှာကိုရီအသင်းရဲ့နီးပြဖြစ်သူမိုက်ကယ်ကာရစ်အနေနဲ့ကဒီလိုမျိုးသဘောတူညီမှုမရှိခဲ့ဘူးဟိုငါခေါ်ချင်တဲ့ကစားသမားတွေကိုရအောင်ခေါ်ပေးပါဆိုတဲ့ပုံစံမျိုးတွေဒီဘယ်လိုပြောမလဲဒီလက်မှတ်ရေးထိုးတဲ့အခါမှာမပါဝင်ခဲ့ဘူးကိုရီအသင်းအခုလက်ရှိအခြေအနေကဘယ်လိုလဲဆိုလို့ရှိရင်ငါတို့ကမင်းကိုဝယ်ပေးမယ်မိုက်ကယ်ကာရစ်လူဝယ်ပေးမယ်ဒီလူမင်းကြိုက်တယ်မကြိုက်တယ်ငါတို့မသိဘူးမင်းကိုငါတို့လူဝယ်ပေးမယ်ဒီဟာနဲ့မင်းအဆင်ပြေအောင်တော့ဒီဟာနဲ့မင်းအတင်းတော့ကိုအကျိုးပြုတ်အောင်မင်းတုံးပေးဆိုတဲ့ပုံစံမျိုးကိုရီအတင်းရဲ့ Ineos တို့တာဝန်ရှိသူတွေရဲ့ပုံစံမျိုးဒီစီမံခန့်ခွဲမှုတွေကတကယ်ကိုပဲဘယ်လိုပြောမလဲကျွန်တော်တကယ်ကိုအားမရအောင်ညီကိုတို့ရဆန်တိုတိုနာလီကိုရီအတင်းရဲ့အဓိကကွင်းလေပြစ်မှတ်ကစားသမားအဖြစ်ခဲ့တယ်စပါတင်ကိုပြီးလိုက်ရတယ်ဟာလက်ခံပြီးလို့ရသေးတယ်မာတီဖန်ဒက်တကယ်ကိုကိုရီအတင်းစိတ်ဝင်စားကစားသမားဖြစ်သူကိုယ်တိုင်ကကိုရီအတင်းကိုပြောင်းရွှေ့ခြင်းခဲ့တယ်ဒါပေမဲ့ကိုရီအတင်းကဒီလိုလူမျိုးကိုတောင်မှပဲရအောင်မခေါ်နိုင်ခဲ့ဘူးတန်ဆင်သွားလို့ဈေးများလို့သူ့ရဲ့လောက်ခလာစာများလို့ဆန်တိုတိုနာလီပြောင်းရွှေ့ခြင်းများလို့စပါတင်ပေါင်တန်းတဲ့အောင်ပေးသွားချန်ပီယံလိဝင်ခွင့်မရအောင်နော်အခုအချိန်မှာကိုရီအတင်းကချန်ပီယံလိဝင်ခွင့်ရရင်ကျင်းနေပြီဆိုတဲ့ပုံစံမျိုးနဲ့ပဲဘယ်လိုပြောမလဲသူများတဲ့မင်းတို့ကြိုက်တာခေါ်မင်းတို့ကျန်တဲ့ဒီပရီးမီးယားလိကိုရီပြိုင်မဲ့အသင်းတွေဖြစ်တဲ့အသင်းတွေအကုန်လုံးလူခေါ်ယူမှုပြီးသွားပြီဆိုမှပဲကိုရီအသင်းကအလုံးလုံးမဲ့ပုံစံမျိုးမင်းတို့ကြိုက်တာခေါ်မင်းတို့မခေါ်ချင်တဲ့ကြမ်းတဲ့ကစားသမားငါတို့ခေါ်မယ်ဆိုတဲ့ပုံစံမျိုးဖြစ်နေညီကတို့ဘယ်လိုမြင်နေရှိကြလဲကိုရီအသင်းအခုလက်ရှိ transfer ကားလာမှာအီတာဆန်ဆိုတဲ့ကစားသမားနဲ့ပဲပြီးနေအီတာဆန်ဆိုတော့ဒီပေါက်တန်း40ငါတို့တင်ဟုတ်ပြီပေါက်တန်း40ပေါက်တန်း60ပေါက်တန်း50ဒီလောက်ပဲပေးမယ်ဒီလောက်ပဲခေါ်မယ်မရရင်မခေါ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ပြီးနေတာညီတို့ရတကယ်ကိုကျွန်တော်အားမရဘူးဒီစပါသင်းတော့ချန်ပီယံလိဝင်ခွင့်မရဘူးဒါပေမဲ့လို့သူတို့အသင်းနောက်ရာသီမှာချန်ပီယံလိဝင်ခွင့်ရဖို့အတွက်နောက်ထပ်မယုံကန်ရဖို့အတွက်သူတို့ရဲ့နီးပြအသစ်ဖြစ်သူဒီဇာဘီအတွက်ကိုတော့ share plan နဲ့သူတို့အနေနဲ့ဖြည့်တင်းပေးတယ်ဒါပေမဲ့ကိုရီအသင်းမှာအဲ့လိုမျိုးရှိမနေဘူးမိုက်ကယ်ကာရစ်လာမယ့်ရာသီမှာဘယ်လိုရုံးကန်မလဲညီကိုတို့ရစဉ်းစားကြည့်ပါဦးဗျာကျွန်တော်တကယ်ကိုအားမရဘူးဒီရာသီမှာအခုလက်ရှိ transfer ကားလာမှာကိုရီအသင်းလုံးပုံတွေကိုအီတာဆန်တယောက်နဲ့ပြီးနေတာညီအောင်မနေတယ်ညီကိုတို့ရကိုရီအသင်းဒီပုံနဲ့အသင်းဘက်ကမျှော်လင့်တာဗာလဲလာမယ့်ရာသီမှာပရီးမီးယားလိဖလားကိုကိုင်းမြောင်းနိုင်ဖို့အတွက်မျှော်လင့်လို့ရမယ့်အသင်းအဖြစ်အသင်းဘက်ကရည်ရွယ်ထားတယ်ရပါလိမ့်မယ်အခုလိုမျိုးလုံးပုံနေရတော့နော်အသင်းအတွက်တကယ်အရေးကြီးပါဆိုတဲ့နေရာတွေတကယ်ကိုအသင်းအတွက်အကျိုးပြုပေးနိုင်မဲ့ကစားသမားမျိုးတွေကိုမခေါ်ယူပေးနိုင်မင်းနဲ့ကတော့ညီကိုတို့လာမယ့်ရာသီကျွန်တော်ဘာမှမမျှော်လင့်ပါနဲ့နော်တမ်မစင်အခုလက်ရှိအနေထားရတမ်မစင်သွားရင်တော့ကံကောင်းအဲ့လိုပဲပြောချင်ပါတယ်ဘာလို့ဆိုတော့အနိုင်ဆုံးကိုတွေးထားမှရမယ်ကျွန်တော်အများကြီးမျှော်လင့်လို့မရအောင်ကိုရီအသင်းအခုလက်ရှိအနေထားရအခုဘယ်သူကြီးကြမ်းအောင်မလဲချူအမန်ဒီပဲမျှော်လင့်လို့ရမယ်အဓိကကွင်းလယ်ပြစ်မှတ်ကဒုတိယ plan B plan C ကာလိုစ်ဘာလီဘာAlex Scott ဒါပဲရှိမယ်အခုလက်ရှိသတင်းတွေအရကိုရီအသင်းကခေါ်ယူဖို့အတွက်ကြိုးစားနေတဲ့အထဲမှာကိုရီအသင်းရဲ့ရည်ရွယ်ချက်ကဒီစပါအသင်းလောက်တောင်မှပဲရည်ရွယ်ချက်မရှိဘူးလို့ပဲပြောချင်တဲ့အနေအထားမျိုးပါ Ineos တို့နဲ့ပတ်သက်ပြီးညီကိုတို့ဘယ်လိုမြင်နေရှိကြလဲကွန်မန့်မှာရောက်ဆွေးနွေးပြီးတော့ရပါတယ်ကျွန်တော်တကယ်ကိုအားမရဘူးဗျာကိုရီအသင်းနဲ့တကယ်အခုလာမရစီမှာတကယ်ကိုကျွန်တော်ရင်လိမ့်နေတာငါတို့အသင်းကတကယ်ကိုပဲအစင်မပြေကြားတွေကနေချန်ပီယံလိဝင်ခွင့်ရခဲ့တယ်လာမယ့်ရာသီမှာတကယ်ကိုလိုအပ်နေတဲ့ကစားသမားတွေရောက်ရှိလာမယ်ဆိုရင်တော့ဖြစ်ငါတို့အသင်းကတကယ်ဒီလာမယ့်ရာသီမှာတကယ်ကိုပြိုင်မဲ့အသင်းတွေအတွက်ကြောက်ဖို့ကောင်းတဲ့အသင်းဖြစ်လာတော့မယ်လို့ငါတို့အဲ့လိုမျှော်လင့်ခဲ့တာမဟုတ်ဘူးလားညီကိုတို့ကိုရီပြိသက်တွေကဖြစ်မလာခဲ့ဘူးဗျာတကယ်ကိုကျွန်တော်အားကိုမရတာပါဗျာအခုလက်ရှိအချိန်ထိအဲ့တော့ညီကိုတို့အမြင်နဲ့လည်းဘယ်လိုရှိကြလဲကိုရီအသင်းရဲ့အခုလက်ရှိ transfer နဲ့ပတ်သက်ပြီးတော့ကွန်မန့်မှာရောက်ဆွေးနွေးပြီးတော့ရပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့မယ်ဗျ